ရွှေတကုံဖျားမှာရေကြီးစက်တုတ်ရွတ်ပြီးတော့ဘယ်သွားလဲဘာတွေလုပ်လဲဘာတွေစလဲကျွန်တော်ရဲ့တက်တာကိုတကယ်ချင်းအားလုံးကိုဟိမျိုးအောင်ခေါ်အားပေးပါမယ်ခင်ဗျာလူရလို့ဖြစ်လာလို့ရှိရင်တော့အောင်မြင်တာရောကြောက်ရွံ့တာရောကြုံတွေ့ရမှာပဲဖြစ်ပါတယ်။နောက်လူခုလုံးကတော့လောကရံပဲဖြစ်ပါတယ်။လောကရံတရားအားလုံးကိုခံနိုင်ရရှိအောင်ကျွန်တော်တို့အားလုံးစူးစမ်းရမယ်မဟုတ်လားခင်ဗျာ။မနက်6နာရီစောကြီးနိုးနေရနဲ့အကျိုးရှိအောင်ခိုးမအိတ်တော့ပဲဖះကိုအရောက်သွားလိုက်ပါတယ်။ပြည်ကြီးဆက်သက်တော့ကိုရောကောင်းမကုသိုလ်ပြုလုပ်ပြီးတော့ကျေးဇူးကိုတီးကအမြတ်တမ်းပေးဝေခဲ့ပါတယ်ခင်ဗျာ။အိမ်ကဖះမှာကပ်ဖို့ဝမ်ကောင်စည်းထဲမှာတပွင့်ကို9 ပဲပေးရတဲ့နှင်းစီပန်းတွေဝယ်ခဲ့ပါတယ်။ပြီးရင်တော့သီလဆောင်ထားပြီးပြီဖြစ်လို့ဦးမတောက်အောင်တောင်ကြီးသားကပ်ဖေးနဲ့မေသွဲချူကကိုပိုင်ဟန်နဲ့ပြုလုပ်ထားတဲ့ထမင်းတုပ်ကိုအပြတ်မငြီးပဲအဝတီးခဲ့ပါရဲ့ခင်ဗျာရီစားနဲ့ပြတ်ပြီး3ရက်လောက်အေးအေးပြတ်ထားလို့ယူပါတော့ချူချာနေပါတယ်တိတ်ခံပြီးတော့ရှူစားပေးပါခင်ဗျာမုတ်တီပန်းနဲ့ထမင်းကိုပဲမုံမများစီမများနဲ့တုပ်ထားကြအောင်အညာကကြီးတော်နဲ့ကလာကြီး2ချက်3လောက်မှာထပြီးလက်တက်ဆန်းထားတဲ့အတုပ်အရသာလို့အပိုလိုမရှိကွက်တီဖြစ်နေတဲ့လမ်းဆောင်ကဂျမ်းမုံလိုဆိုင်မဟုတ်တဲ့မေသွဲကျူးဆိုင်လေးပဲဖြစ်ပါရဲ့ခင်ဗျာဒီအတုပ်ကိုတော့ဟိန်းမျိုးစားတယ်လို့အတုပ်လေးလို့ပြောပြီးမှာလို့ရပါတယ်ခင်ဗျာရိုးရမပြတ်တဲ့မင်္ဂလာမနက်ကိုခွန်အားတိုးပြီးဝါဖြိုးဖို့အတွက်တောင်ကြီးသားမှာပုံမှန်စိတ်နဲ့ပဲလိတ်ကိုအဝကျိတ်ခဲ့ပါရဲ့ခင်ဗျာသုံးနှားညီသတိကံပုံစံကိုစမူစာလို့ခေါ်ပြီးတော့ဂျုံနှချောင်းပူပြီးစီပူတဲ့ထည့်ကျော်ထားတဲ့အရာကိုတော့အီတာကွေးလို့ခေါ်ပါတယ်တငယ်ချင်းတို့ရောသတိကံလားနှချောင်းပူလားဘယ်အရာကိုကြိုက်ဆုံးလဲဆိုတာကွန်မန့်မှာရေးခဲ့ပေးပါအောင်ခင်ဗျာဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကို like and share လုပ်ပြီးတော့ကျွန်တော်ကိုကူညီပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆောင်တွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တို့ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်တတာ